안녕하세요 여러분. 저는 독수리 학당의 지하쌤입니다. 디니마로 제가 순서고별의 아오요선의 구의 차이점리고 비벼비던 필바래. 네, 그럼 시작하도록 하겠습니다. 프레마 우선 언니네 순서고별의 아오요선의 순서고별의 구의 차나들리고 인서 비벼비밤에 아오요서가 자로 아신도쿠고 로비도하로 또는 셋셋의 아신도쿠고 살로디의 감류만 또미러 고가 자로 아신도쿠고 로비도하로 영화 비벼도하비 비벼도하비로마 또는 셋셋 몸을 시대 아신도쿠고 살로디의 감류만 또말에 보비로 신도하오로 우ಪ마리네 비벼비밤에 친구를 만나서 학교에 가다 친구를 만나고 학교에 가다. 오케이. 니네 장리가 블루과 차례수라고 예전 신비하비지 말해. 니사 장르 장롱가로 땅에 진고 뚜이비로 장고 또아래 수에 대변이 피뱀에 블루과 차례수이노. 디바가 친구를 만나서 학교에 가다 수에 사장리가로 친구를 만나서 땅에 진에 뚜이비로 학교에 가다. 땅에 진에 뚜이비로 땅에 진에 뚜이도 장고 또아래 수에 대변이 피뱀에 디바가 친구를 만나고 학교에 가다가 자러 땡해진에 뚜이래 뚜이비로 땡해진에 두도아진에 니아도 고아로 학교에 가다 고디아우테 땡해진 빠베네 도아래 소리 대변이ဖြစ်ပါတယ်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်နောက်ထပ်ဥပမာလေးတစ်ကြောင်းကိုဆက်ပြီးကြည့်ကြည့်လိုက်ပါမယ်샌드위치를 만들어서 공원에 가다 샌드위치를 만들고 공원에 가다 오케이, 이 사장님의 장가고 별로 과차례 소예노. 디바가 샌드위치를 만들어서 공원에 가다 돌아가자로 샌드위치고 고아 뷰로비로 유도하비로 공원고 또아래 소에 대비해봐래. 디바가 샌드위치를 만들고 공원에 가다가 자로 샌드위치고 고아 뷰로비로 이마 타게비로 공원고 뻗고 또아래 또 유도하고 또아래 소에 대비해봐래. 어디가 마타야마가 순서고 뼈래 아오 요소가 아시아 액션에 나가 액션가 사사무 시바래 순서고 뼈래 고유가 자로 디 아시아 액션에 나가 액션가 사사무လုံးဝမရှိပါဘူးပြီးတော့အရှိက action လုံးဝပြီးပြတ်သွားတော့မှအနောက်က action ကိုလုပ်တာဖြစ်ပါတယ်โอเคဒါဆိုရင်ဒီချက်ကရှင်းပြပြရပြီဆိုတော့အခုဆိုရင်여러분တို့ကိုစာပြန်မေးရမယ်အလှည့်ပေါ့နော်ဒီချက်ကစာကြောင်းလေးနှစ်ကြောင်းပြပြပေးရမယ်여러분တို့ကဒီစာကြောင်းလေးနှစ်ကြောင်းကိုအာအိုယောဆိုနဲ့ဆက်မလားဘိုးနဲ့ဆက်မလားဆိုတာစဉ်းစားကြည့်ပါပထမဦးဆုံးတစ်ခုကတော့냉장고를 열다 물병을 꺼내다ဟုတ်ပြီနော်ခြေတော့ဒီစာကြောင်းလေးနှစ်ကြောင်းကိုဆက်ရှင်နေဆိုရင်အာအိုယောဆိုနဲ့ဆက်တာတင့်တော်မလားဘိုးနဲ့ဆက်တာပို့ပြီးတော့တင့်တော်မလားစဉ်းစားကြည့်ကြည့်ပါ네 맞아요. 디사 장리고로 재료가 아오요선에 써야만 필바래. 그래서 냉장고를 열어서 물병을 꺼내다. 소위로 필바매. 나우테트쿠가로 이를 닦다. 세수를 하다. 다우고 고내 써인 까움라 아오요선에 써인 까움라 신사지바. ဟုတ်ပါတယ်ဒီစာကြောင်းလေးကိုတော့ခြေတို့က 이를 닦고 세수를 하다 ဆိုပြီးတော့ကိုနဲ့ဆက်ပေးရပါမယ်တစ်ခုကတော့ 물을 마시다 밥을 먹다 ဒီစာကြောင်းလေးနဲ့အကြောင်းကိုခြေတို့ကိုနဲ့ဆက်တာကောင်းလားအော်ရိုးစောနဲ့ဆက်တာကောင်းလားစဉ်းစားကြည့်ပါဟုတ်ပါတယ်ဒီစာကြောင်းလေးနဲ့အကြောင်းကိုတော့ 물을 마시고 밥을 먹다 ဆိုပြီးတော့ကိုနဲ့ဆက်ပေးတာပို့ပြီးတော့တင်တော့ပါတယ်ဟုတ်ပြီနောက်ဆုံးတစ်ခုကတော့ 선물을 사다 친구한테 주다 ဒီစာကြောင်းလေးနှစ်ကြောင်းကိုရောရေတို့ကကိုနဲ့ဆက်ပေးတာကောင်းမလားအော်ရောစောနဲ့ဆက်တာကောင်းမလားဟုတ်ကဲ့မှန်ပါတယ်ဒီစာကြောင်းလေးနှစ်ကြောင်းကိုတော့선물을 사서 친구한테 주다 ဆိုပြီးတော့အော်ရောစောနဲ့ဆက်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲ여러분တို့လည်းဒီစွန်းစောကိုပြောတဲ့အာယိုစောနဲ့ကိုရဲ့ခြားနားမှုလေးကိုအထိုက်လျောက်တော့နားလည်သွားမယ်လို့မျှော်လင့်ပါတယ်ဆိုတော့နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်안녕